အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် Grow a Garden ထဲမှာ channel ကို like ကြည့်ပြီးတော့အမှတ်ပေးသွားမှာဖြစ်ပါတယ် like ပေးမှာပေါ့နော်သူများ channel တွေပေါ့မဟုတ် channel မဟုတ်ပါဘူး channel ကို like ပေးမှာပေါ့နော်ဒါကတော့ကျွန်တော် channel အရင်ဆုံး like ကတော့0ကျွန်တော်မှာဒါတွေဘာညာတွေတတကာတွေ ninja တွေကွာစေဗီဒီယိုတော့မတင်လိုက်ဘူးနော်ကဲအိုးဒီကောင်ချန်ကြီးသွားကြည့်ကြအောင်ဘာလို့ရှိဒီမှာအပင်ကြီးတော့တဲ့ဘာပင်လဲမသိအိုးဖားလေးချစ်စရာဒီကောင်မှာပန်းသီးတွေရှိတယ်ဘန်ဘူးအိုးဒီကောင်ကမှဟုတ်သေးတယ်ကွာငါဟာဆိုတခုမှအဲ့လိုဝါရောင်ဟာတွေမပါဘူးငါမှအဲ့ဒီဖန်ဒီကုန်းနေလည်းမရှိဘူးအခုဒီကောင်ကိုကြည့်ရတဲ့လောက်ကတော့တိတ်မကြိုက်ဘူးအားကြောင့်အမက်ကမပေးတော့ဘူးနော်ကဲအခုတော့ဒီကောင်ချန်ပေါ့နော်ဒီကောင်ချန်ကတော့ဒီဟာဘာမှလည်းမရှိဘဲနဲ့ mushroom ရဲ့ dragon fruit လေးတွေရဲ့ပဲကောင်းဒီအပင်နဲ့ရဲ့ပဲကောင်းတာရှိပြီး like က2ခုတော့ရကျွန်တော်ဒါလည်းမကြိုက်သေးဘူးဗျာကဲနောက်တစ်ခုကဲဒီကောင်ကတော့လုံးဝမအောင်တစ်တော်ကြီးကြနေတာတော့ဒီကောင်တိကျစိုက်ပေးထားတာဝင်ကြည့်လို့တော့မရဘူးဒီကြားလေးဝင်ကြည့်လိုက်ဒီကောင်မှာတိကျတော့ကြည့်လို့မရဘူးဟေးရှုပ်ရှက်ခက်ဟုတ်ပါဘာဖြစ်တာလဲအခုဟာဒီကောင်ဟာ like ပေးလိုက်မယ်ကျွန်တော်တော်တော်ကြိုက်သွားပြီဗျာကြည့်ရ share ကျန်းလာဒီကောင်ကတော့လူမရှိသေးဘူးအားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye ပါ